ကဲကျွန်တော်ဒီနေ့ပြမှာလဲဟာလေးကတော့အားလဲဆိုကျွန်တော် COC မှာမြန်မာဖောက်ထည့်နေလေးပေါ့နော်ကဲလူရန်သုံးနေတဲ့ကျွန်တော် online ကလေးမှာမြန်မာဖောက်မပေါ်တဲ့ပြဿနာတွေအရန်တက်နေအဲ့ဒီပြဿနာကိုကျွန်တော်ဖြေရှင်းပေးမယ်နော်အခုကျွန်တော် COC ကိုအရင်သွားမယ်လူမတက်လာဟုတ်လားအဲ့ဒီ COC တော့ကျွန်တော်မယ်စာပြေးကျွန်တော်ရေးကြည့်လိုက်နေကောင်းလာမှာနော်โอเคမမြင်ရဘူးအဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုဖုန်းတော့မမြင်ရမှာကျွန်တော်ခုပြမယ်နည်းလေးကတော့ဖုန်းတိုင်းနဲ့အဆင်ပြေတဲ့နည်းလေးပဲနော်အဲ့တော့ဘောင်းကျွန်တော်ဗာလေးပဲဆိုဒီ software လေးဒီ issue လို့ဆိုလေဒီ software လေးအဲ့ကောင်လေးလိုတာအဲ့ကောင်လို့ကျွန်တော်ကြိုက်တဲ့ market ကနေ download ရပါတယ်ကျွန်တော်ဒီတင်ထားတဲ့ဗီဒီယိုအောက်ကမှာလည်းကျွန်တော် link လေးတင်ပေးကြပါမယ်လိုအပ်တဲ့ကို file တွေအကုန်လုံးနောက်တစ်ခုကတော့ကျွန်တော်ထည့်မဲ့ file ပေါ့နော် COC မြင်ရမဲ့ file အဲ့ဒီကောင်ကဘာလဲဆိုကျွန်တော်ဒီ COC မြန်မာဖောက်ဒီဖောက်လေးနှစ်ခုပေါ့ကျွန်တော်တင်ပေးထားပါမယ်အဲ့ဒီဖောက်လေးနှစ်ခုကျွန်တော်အဲ့ software လေးခုနက H browser ဆိုတဲ့ software လေးသုံးပြီးကျွန်တော်ထည့်မယ်နော် okay အဲ့ဆိုရင်အကောင်ဖွင့်မယ်ပထမဆုံးကျွန်တော် system file ကိုလိုက်ရှာမယ် system file ကိုလိုက်ရှာမယ်ကဲဒီမှာ system file တွေ့ပြီအဲ့ system file တွေ့ပြီအဲ့ system file ဘာလုပ်မလဲ open လုပ်လိုက်မယ် okay အဲ့ဒီဆက်ပြီးတော့ကျွန်တော်ဖောက်နေသွားမယ်ဖောင်းနေသွားမယ်ရပြီဒီဘက်ကနေ COC မြန်မာဖောင်းကျွန်တော်ဒီအစနေပြန်ပြမယ်ဆိုရင်ကျွန်တော်ဒီတိုင်းဒီပုံစံလာမှာပေါ့နော်ဒီပုံစံလာမယ်ကျွန်တော်တို့ဒီကနေပြီးတော့ SD card ကိုလိုက်ရှာမယ် store SD card 1 direct ရှိတယ် SD card direct ဝင်နိုင်မယ်ကျွန်တော်ခုနပြောတဲ့ COC မြန်မာဖောင်းကိုရှာမဲ့ file ကိုရှာလို့လွယ်တွေ့အောင် file နာမည်လေးဒီလိုကျွန်တော်ဆိုရင်အခု COC မြန်မာဖောင်းလို့ပဲ COC မြန်မာဖောင်းပေါ့နော် COC မြန်မာဖောင်းလို့ပဲကျွန်တော်ပေးရပါတယ်COC မြန်မာဖောက်အဲ့ file နဲ့မှာကျွန်တော်ရှိပါတယ်ဖောက်နှစ်ခုအဲ့နှစ်ခုကိုကျွန်တော်တို့ဘာလုပ်မလဲ copy လုပ်မယ်ကျွန်တော်ခုနဝင်တဲ့ system file နဲ့ကိုကျွန်တော်တို့ဘာလုပ်မလဲ copy here နဲ့ဟာလားထည့်ပဲမနော် copy ကျွန်တော်ဒီဘက်က system file နဲ့ကိုထည့်မယ် copy here နဲ့ထည့်မယ် okay ရပြီကျွန်တော်ပြန်ထွက်ကြည့်အောင်ကဲအားလုံးပဲ good luck Okay, yang lama deh. Okay, kasih jangan lupa mengisi ini mengapa mau itu, no? Kalau masih di dalam, no? Nanti.